နေကနေ12နာရီ1မိနစ်အတွက်ဝမ်းချင်းလေးအနေနဲ့ပြောမှာဆိုရင်ဝမ်းချင်းလေးကနော်ဝမ်းချင်းလေးတစ်ချက်စိုက်ပေးလို့ပြမယ်ဝမ်းချင်းလေးက2ရယ်ဒီရှိ2ရှိဆိုတဲ့နှလုံးပေါင်းခြင်းနော်2ရှိဆိုတဲ့နှလုံးပေါင်းခြင်းနော်2ရယ်ဒီရှိနော်ဒီနှလုံးပေါင်းခြင်းအဲ့ကောင်နှလုံးပေါင်းခြင်းဒီကျွန်တော်တို့305ဝမ်းချင်းနော်305ဝမ်းချင်းစိုက်ပြမယ်နောက်ဆိုင်မှာဆိုရင်9ရယ်ဒီ1ရယ်ပေါင်းခြင်းဒီနော်9ရယ်ဒီပေါင်းခြင်းဒီ305ဝမ်းချင်း305ဝမ်းချင်းကို302ဆိုပြီးဒီမှာပြင်ကြတယ်နောက်တစ်ဆိုင်မှာဆိုရင်4ရယ်ဒီ2ရယ်ပေါင်းခြင်းဒီ4ရယ်နဲ့ပေါင်းခြင်းဒီ61ဝမ်းချင်း61ဝမ်းချင်းကို26ဆိုပြီးထွက်ထားတယ်နောက်တစ်ခုမှာဆိုရင်6ရယ်6နှလုံးပေါင်းခြင်းဒီ2ခုဝမ်းချင်း2ခုဝမ်းချင်းကိုသူကခုံဆိုပြီးတော့အဖူးဆိုပြီးစိုက်နေရိုက်ထားတယ်။နောက်ပြန်မှာလေခုံရယ်9ရယ်နှလုံးပေါင်းခြင်းဒီ2ခုဝမ်းချင်းခုံရယ်9ရယ်နှလုံးပေါင်းခြင်းဒီ2ခုဝမ်းချင်းနော်2ရယ်8ရယ်နှလုံးပေါင်းခြင်းဒီ305ဝမ်းချင်းကို309 8ရယ်9ရယ်ပေါင်းခြင်းဒီ305ဝမ်းချင်းကို302 4ရယ်2ရယ်ပေါင်းခြင်းဒီ16ဝမ်းချင်းကို26 6ရယ်6ရယ်ပေါင်းခြင်းဒီ2ခုဝမ်းချင်းကိုနော်ခုံဆိုကြတယ်အဲဆိုရင်နောက်ထပ်ဝမ်းချင်းလေးအချင်းတစ်ခုကိုထပ်ပြောပါမယ်နော်4ရယ်1ရယ်ဒီ4ရယ်ဒီ1ရယ်နှလုံးပေါင်းချင်းဒီလေသူကလည်း305ဝမ်းချင်းနော်6ရယ်6ရယ်နှလုံးပေါင်းချင်းဒီလေ2ခုဝမ်းချင်း6ရယ်9ရယ်နှလုံးပေါင်းချင်းဒီ16ဝမ်းချင်း9ရယ်ဒီ3ရယ်နှလုံးပေါင်းချင်းကလည်း2ခုဝမ်းချင်းပြောမှဆိုရင်305ဝမ်းချင်းကိုဒီမှာ305ဝမ်းချင်း305ဝမ်းချင်းဒီမှာခိုင်းတယ်305နှလုံးပေါင်းချင်း305ဝမ်းချင်းကိုနှလုံးပေါင်းချင်း2ခုဝမ်းချင်းနဲ့ပေါက်လိုက်တော့300နဲ့ထွက်တယ်ဟုတ်ပြီ4နှစ်ဆိုတော့နှလုံးပေါင်းချင်း16ဝမ်းချင်းကိုဟုတ်လားနှလုံးပေါင်းချင်းက16ဆိုတဲ့အတွက်26ဆိုတော့ထွက်တယ်16ဝမ်းချင်းအခုနဲ့26ဟောက်ပဲထွက်တယ်66နှလုံးပေါင်းချင်း2ခုဝမ်းချင်း2ခုဝမ်းချင်းကိုဒီနှလုံးပေါင်းချင်းဒီ2ခုဝမ်းချင်းဖြစ်တဲ့အတွက်ခုံဆိုပြီးထွက်တယ်မနေ့ဖြစ်မှာထွက်မှာဆိုဒီနှလုံးပေါင်းချင်းက2ခုဝမ်းချင်းဒီနှလုံးပေါင်းချင်းဒီ6-4ဝမ်းချင်းနော်ဒီနှလုံးပေါင်းချင်းဒီ6-4ဝမ်းချင်း6-4ဝမ်းချင်းဆိုရင်နော်2ခုကိုပါလို့မဆို2ခုဝမ်းချင်းကို6-4နဲ့ကတ်ဟုတ်ပြီအဲဆိုရင်2 9 2 4နော်ခုံ9ခုံ42 9 2 4ခုံ9ခုံ4ဒီခုံ4ကမထိုးနေတော့မေးအနေနဲ့2 9 2 4နော်2 9 2 4ခုံ9အဲ3က2 9ရယ်2 4ရယ်ခုံ9ရယ်မေးအနေနဲ့ထိုးရမယ်ဟုတ်ကဲ့နောက်ဝမ်းချင်းနောက်လုံးပိုင်းနော်ဝမ်းချင်းလေးတစ်လုံးအနေနဲ့ထပ်ပြမယ်ဆို9ရယ်ဒီ8ရယ်6ရယ်4နှစ်ဝမ်းချင်းဒီ3ရယ်ဒီ9ရယ်ဒီ9ရယ်ပေါင်းချင်းဒီသူလည်း4နှစ်ဝမ်းချင်းပဲဒီ2ရယ်ဒီ2ရယ်3ရယ်ပေါင်းချင်းဒီ4နှစ်ဝမ်းချင်းသူလည်း4နှစ်ဝမ်းချင်းပဲအဲ့ဒါဆိုရင်ဒီခွန်ရယ်ဒီ6ရယ်ဒီ4ရယ်ပေါင်းချင်းဒီခွန်3ရယ်လည်းဝမ်းချင်းနော်ခွန်3ရယ်လည်းဝမ်းချင်းဟုတ်လား3ရယ်8ရယ်6ရယ်ပေါင်းချင်းဒီ4နှစ်ဝမ်းချင်းကို3ရယ်နဲ့3ရယ်9ရယ်5ရယ်ပေါင်းချင်းဒီ4နှစ်ဝမ်းချင်းကို26 2ရယ်2ရယ်3ရယ်ပေါင်းချင်းဒီခွန်3ရယ်ဝမ်းချင်းကိုခွန်2ရယ်6ရယ်4ရယ်ပေါင်းချင်းဒီခွန်3ရယ်ဝမ်းချင်းကိုပါကြမယ်နော်အဲ့ဆိုရင်ခွန်1 2လက်ဖြံကိုပတ်တီရတော့နော်ခွန်အဲ့ဒီခွန်ပတ်တီနော်ထိုးရမှာကွာဒီနော်ခွန်နဲ့ပတ်သက်ပြီဆိုရင်90နော်92 90တင်ထိုးပါနော်ဟိုကောင်ကီးနဲ့သွားပြီးညှိမယ်ကွက်က29ရယ်24ရယ်ခွန်9ကပါပြီဆိုရင်ဒီ6ကွက်ကနော်အဲ့ဒါပဲ12နာရီ1မိနစ်မှာဒီ6ကွက်နဲ့လောလောပတ်တီးဒီ main ပတ်တီးဒီခွန်ပတ်တီး
မွေးကနန်းလိုက်ဆောင်မယ်လူဒီမွေးကနန်းလိုက်ဆောင်မယ်လူဒီအခွေဆော့မယ်လူဒီဗုဒ္ဓမှုကျော်အခွေနော်ဗုဒ္ဓမှုကျော်အခွေ9 6 8 9 5 6 8 9အခွေ5 6 8 9အခွေရှိမယ်ဘရိတ်ဆော့မယ်လူဒီ2 3ဘရိတ်ရှိမယ်နော်ဗုဒ္ဓဦးမကျော်ဦးမကျော်ဘရိတ်က2 3ဘရိတ်အားလုံးမနေ့ကထိုးရမှာလား main ကွက်အနေနဲ့ဆိုရင်တစ်ခွက်ကောင်း main ကွက်အနေနဲ့ဆိုရင်89နော်89တစ်ခွက်89နော်တစ်ခွက်ကောင်းကိုတစ်ခွက်ကောင်းက89တစ်ခွက်ကောင်းနော်89တစ်ခွက်ကောင်းခွန်ပတိယောက80ခွန်2ခွန်9နော်လုံးမိုင်ဝန်းကျင်းနဲ့ကတ်မယ်ဆိုရင်2924ခွန်9ခွန်4ဒါပေမဲ့ခွန်4ကလုံးဝမချိုက်ဘူးဘလုံးမကျော်မွေးကနန်းကြိုက်တဲ့လူကြီးက9 6 8 9ကိုရှိမယ်ဘရိတ်က2 3ဘရိတ်ရှိမယ်